Hello အားလုံးမင်္ဂလာပါဆွေလေးရိုးရချီတဲ့နဲ့လွယ်လုပ်ငန်းမှပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဆွေလေးရိုးရချီတဲ့နဲ့လွယ်လုပ်ငန်းမိသားစုရဲ့တာသမီယတနာတွေကိုဘယ်လိုခေရခဲ့တဲ့အကြောင်းကိုမိတ်ဆွေများကိုမျှဝေချင်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာဒုတိယပိုင်းအနေနဲ့ပေါ့နော်မျှဝေချင်တယ်ကျွန်တော်တို့အိမ်တော်ပြုပြီးတော့မှနှစ်3နှစ်နေလောက်မှသူ့တဘာဝအတိုင်းဒါသမီးရတနာတွေကမထုံးကားဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့တောင်ကြီးမှာအဲ့ဒီတုန်းကနာမည်ကြီးတဲ့ဦးကြီး3ယောက်အဲ့3ယောက်ရှိတယ်3ယောက်ထက်မကောက်ရှိတယ်ပေါ့နော်ကျွန်တော်တို့လင်မြန်းနေအောင်လို့တပြခဲ့တဲ့ဦးကြီးတွေပေါ့အဲ့ဒီမှာဦးကြီးတွေကဘာပြောခဲ့လဲဆိုတော့ဒီတာဖွာမီရဲ့ဆရာမတွေပေါ့နော်ဒီအမျိုးသမီးယောဂနဲ့ပတ်သက်တဲ့ဆရာတွေပေါ့နော်ဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းသိမသိဘူးပြတဲ့အချိန်ကျတော့ဘယ်လိုပြောလာလဲဆိုရင်သူတို့ကအားလုံးကောင်းတယ်နင်တို့လင်မြန်းနေရလုံးသူ့အလိုလိုတဘာဝအလျောက်ကလေးရလာလိမ့်မယ်ပေါ့မလာတော့နဲ့ပေါ့နော်အဲ့ဒီမှာသူတို့ကဒီအင်အားစီးဆိုလားမသိဘူးဗျာနော်ဟိုအမျိုးပေါ့နော်ကလေးရအောင်ထိုးတဲ့ဟာကျတော့3ကျင်3လပဲတောက်လို့ရတာပေါ့နော်3လနဲ့ကြိုရင်မကောင်း side effect ရှိရပေါ့အဲ့လိုပြောတဲ့အတွက်ကျွန်တော်တို့မြန်နေရောက်ကဘာနားလဲဆိုရင်ဒါကျွန်တော်ကလည်းစိတ်ပူတတ်တယ်နားလည်မှုလည်းလွဲသွားတယ်ဒီ OGD စီဒနာနဲ့ပြောတာကကျွန်တော်တို့လင်မြန်နေအောင်လို့ကလေးရနိုင်တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ဆန္ဒမစောနဲ့သူ့အလိုလိုရလာလိမ့်မယ်လို့သူတို့ပြောတဲ့ဟာကိုကျွန်တော်နားလည်ရတာတော့ကျွန်တော်တို့ကဒီတာသမီယတနာမထုံကားနိုင်တော့ဘူးဆိုပြီးတော့မှနားလည်မှုလွဲတော့တာပေါ့နော်အချိန်မှာတော်တော်လေးစိတ်ပြည့်အားငယ်ခဲ့ရတယ်ကျွန်တော်လင်မြန်နေရတော့သူတဘာဝအလျောက်မရနိုင်တော့ဘူးအဲ့လိုမျိုးခံယူလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်အမျိုးသမီးကိုဒီအိမ်ပွင့်မပွင့်ဆိုပြီးတော့မှအဲ့တော့တောင်ကြီးမှာစစ်လို့မရအောင်ကျွန်တော်ရန်ကုန်ဆင်းစစ်ရတယ်ရန်ကုန်ဆင်းစစ်တော့လေကောင်းနေတယ်ပေါ့ကောင်းနေတယ်ဆိုတော့โอเคပေါ့ကျွန်တော်အမျိုးသမီးဘက်ကသူတို့ညီမ4ယောက်ရှိတယ်ဒါတော့သူတို့ဘက်ကမျိုးနဲ့ချွင်ရှင်မရှိနိုင်ကျွန်တော်ဘက်ကနေပြန်ကြည့်တော့ကျွန်တော်ကတူဒီတော့တာဒါပေမဲ့ကျွန်တော်မွေးပြီးဒီကျွန်တော်အမေရဲ့နောက်ကိုကပြစ်ချသွားတာလားမသိဘူးပြအဲ့လိုမျိုးကျတော့ကျွန်တော်ဘက်ကများချွင်ရှင်ရှိလားပေါ့ကျွန်တော်တော်တော်စိတ်အားငယ်ခဲ့ရတယ်မယုံကြည်ဘူးပေါ့အဲ့ဒီမှာခုနကပြောတဲ့ဦးကြီး300လုံးကအဲ့လိုကျမ်းမာရေးစစ်ဆေးတဲ့အချိန်မှာအမျိုးသမီးရောအမျိုးသားရောစစ်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီကတော့ဒီတုပ်ပူစစ်ရတယ်စစ်ရချိန်မှာအဲ့တော့မမရဒီရွှေအင်းလေးဆေးခန်းဆိုတာဒေါက်တာဦးမြင့်စော်ရဲ့ဆေးခန်းမှာတစ်စစ်ရတယ်တစ်စစ်ရတယ်စစ်တိုင်းနဲ့ result ကကောင်းတယ်အဲ့တော့3-4ခေါက်လောက်တစ်စစ်တဲ့ချိန်ကျတော့ဒီစစ်ဆေးပြီးတဲ့ဦးလေးကြီးကမင်းယုံကြည်မှုမရှိဘူးဆိုရင်တဲ့ငါမင်းကိုပြမယ်တဲ့မင်းကြည့်လိုက်တော့တဲ့ဒီခေါက်ပြီးမင်းလာမစစ်တော့နဲ့တဲ့ဆိုတော့ तू ကပြတဲ့အချိန်ကျတော့ကျွန်တော်ဒီ microscope လို့ခေါ်လာအဲ့ဒီဟာကြီးကိုကျွန်တော်ကြည့်ခိုင်းတော့ကိုယ့်ရဲ့ဒီမျိုးပွားဘယ်လိုခေါ်လဲဒီဘာမှလို့ပြောရင်တော့ကတော့နော်ကျမ်းမတုတ်ဘူးပေါ့အများကြီးကိုယ်တိုင်တွေ့လဲရတဲ့အချိန်မှာကိုကယုံကြည်မှုတစ်ခုရသွားတယ်ကိုဖဲတော့ချွင်ချင်းမဟုတ်ဘူးအမျိုးသမီးဘက်ကလည်းစစ်ဆေးတာကျမ်းမာရေးကောင်းတယ်အဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှယုံကြည်စိတ်ချသွားတယ်တစ်ချိန်မှာသူ့ရလာလိမ့်မယ်ဆိုတဲ့အတိလေးတိလာခဲ့တဲ့အတွက်လိုပဲဖြစ်ညှို့လင်းချက်အများကြီးရှိသေးတယ်ဆိုတာတိလာတယ်ပေါ့နော်အဲ့ဒီအတွက်အများကြီးဝမ်းတာတယ်ပေါ့ဟုတ်ကဲ့နောက်ဗီဒီယိုကိုတတိယပိုင်းအနေနဲ့ကျွန်တော်ပြန်ပြောပြမယ်ပေါ့နော်
အားလုံးကျေးဇူးတင်ပါတယ်ဗျ